မေသူကသူ့ယောက်ျားကိုကိုယ်တိုင်ခွန့်ကျွေးနေတော့မှာပဲနီနီကအိမ်ထဲကိုဝင်လာပြီးအဟမ်ဆိုပြီးခြောက်ဟန်လိုက်တယ်နီနီကိုမြင်တော့ပိုပိုကငါတို့လေးလမ်းခွဲထားပြီးပြီပဲနင်ဒီကိုဘာလာလုပ်တာလဲလို့မေးတယ်နီနီစကားပြောဖို့ပြင်တော့မှာပဲပိုပိုကရပါတယ်လာထိုင်အောင်ငါတို့စကားပြောကြတာပေါ့လို့ပြောပြီးဆက်ပြောတာကငါမမိတဲ့လို့ဆိုငါတို့လမ်းခွဲတာ9နှစ်ရှိပြီနေငါစီလာတွေ့တာဒါပထမဆုံးပဲအဲ့ဒါဘာကိစ္စရှိလို့လဲလို့မေးလိုက်တယ်နီနီကစိတ်ညစ်နေတဲ့ပုံစံနဲ့ငါလုံကမှာပြဿနာတချို့ရှိနေလို့ငွေကြီးအခက်အခဲထိနေတယ်ငါ့ကိုပတ်စံခဏလောက်ချေးပေးနိုင်မလားလို့ပြောတော့မေသူကအိုးတကယ်ကိုပတ်စံလာတောင်းတာပဲရှက်ဖို့ကောင်းလိုက်တာလူနှက်ခေါင်းရှုံဖြောတယ်ဘိုဘိုကဘလောက်လိုတာလဲလို့မေးတော့မေသူကချက်ချင်းပဲရှင်ဘာလုပ်နေတာလဲလို့ဖြတ်ပြောတယ်ဘိုဘိုကမေသူငင်းငင်းနေစမ်းလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာနီနီကမျက်နှာမကောင်းပဲသိန်းထုံးတောင်လောက်ပါလို့ပြောလိုက်တော့ဘိုဘိုကအံ့ဩသွားတယ်သိန်းထုံးတောင်အဲ့ဒါနဲတဲ့ပမာဏမှာမဟုတ်တာနီနီကငါသိပါတယ်ဒါပေမဲ့ငါမှတခြားရွေးချယ်စရာမရှိတော့လို့နင်းစီလာခဲ့တာပါငါ့ကိုကူညီနိုင်မလားလို့အားကိုးတကြီးမေးတယ်မေသူကအိုးရှင်ရဲ့ပဲတော်မဲ့လုပ်ငန်းကခုထိမပြိုလဲသေးပဲညနာပြောင်းတိုင်နေသေးတာပဲရှင်တို့ကွာရှင်းထားတာနှစ်တူအများကြီးရှိပြီငါတို့စီကပတ်စံတောင်းဖို့ဘာအခွင့်အရေးရှိလို့လဲလို့လောင်ပြောတယ်နီနီကတီတီငင်ငင်ပဲဒါနင်းနဲ့မဆိုင်ဘူးဘို့နင်ငါ့ကိုကူညီမလားလို့မေးတော့မေသူကငါရှုနေလားကိုလစ်လူရှုနေတာလားပြောပြလိုက်မယ်ငါကအခုဘိုးဘိုရဲ့မင်းမနင်ကမင်းမဟောင်းပဲငါယောက်ျားစီပတ်ချာလာတောင်းနေပြီငါနဲ့မဆိုင်ဘူးလို့ပြောနေတာလားလို့ဒေါသတကြီးအော်ပြောတယ်ဘိုးဘိုကတော်လို့ရန်မထိကြနဲ့လို့တားဒီနီနီကိုရင်ရင်ကြီးကြီးပဲနင်ကရုတ်တရက်ကြီးအများကြီးတောင်းနေတာငါဘယ်ကနေရှာပေးရမလဲအမှန်တိုင်းပြောရရင်ငါလုပ်ငန်းလည်းအခုအခြေအနေမကောင်းဘူးအဲ့ဒီလောက်ပတ်စံငါမှမရှိဘူးလို့ပြောတယ်နီနီကဘိုးဘိုနင်ငါရှေမှာဟန်ဆောင်နေဖို့မလိုဘူးငါတို့ကွာရှင်းထားပြီမဲ့နင်ကကလေးရဲ့အဖေပဲလေငါကပတ်စံချေးုံတင်မှာလို့စွပြောတယ်ဘိုးဘိုကငါကုမ္ပဏီလည်းအခက်အခဲဖြစ်နေရဲ့လို့ပြောပြီးပြီပဲလာမဲ့လဝန်တန်းတွေကိုလက်စာပေးဖို့တော့မရှိဘူးအခြေအနေကောင်းလာမှနောက်မှပြန်လာခဲ့ပါအဲ့ဒီကြရင်ငါကူညီမယ်လို့ပြန်ပြောတယ်နီနီကမရဘူးဒီနေ့ပတ်စံမရရင်ငါမပြန်ဘူးလို့ဇလို့တော့မေသူကသူ့အချိုးကိုကြည့်ဦးတကယ်ကိုရိုင်းဆိုင်တာပဲသူ့ကိုတပြားမှမပေးနဲ့လို့ပြောတယ်ဘိုဘိုကအခြေအနေကိုထိမ့်ပြီးမေသူတော်တော့လို့ပြောပြီးစပွဲအောက်ကနေသိန်းရှိတာကိုထုတ်လိုက်ပြီးငါမှသိန်းရှိတာပဲရှိတယ်မနေ့ကငါကားကိုရောင်းထားတာဒါလေးအရေးယူသွားလိုက်လို့ပြောတယ်အဲ့ဒါကိုမြင်တော့နီနီကဘိုဘိုငါကလေးမင်းနာထောက်ပြီးနေငါကိုကူညီမဲဆိုထင်နေတာနေငါကိုတကယ်စိတ်ပြက်အောင်လုပ်လိုက်တာပဲငါသွားပြီလို့ပြောပြီးထွက်သွားဖို့ပြင်တယ်ပြီးမှပြန်လှည့်လာပြီးဒီအိတ်ကငါတို့ဒုက္ခရောက်တုန်းကနေငါကိုပေးခဲ့တာအခုဒါကိုနင့်ကိုပြန်ပေးခဲ့မယ်လို့ပြောတယ်မေသူကနေငါဘလို့တောင်ရိုင်းဆိုင်လုပ်နေရတာလဲလို့အော်တော့ဘိုဘိုကမေသူတော်စံလွတ်ထားလိုက်ပါသူ့ထွက်သွားပြီမယ်လို့တောင်းလိုက်တယ်မေသူကရှင်ကဘာလို့သူ့အပေါ်မှာအဲ့ဒီလောက်တောင်ပြောညံ့နေရတာလဲငါသွားပြီလို့ဒေါသအကြီးပြိုပြီးထွက်သွားတယ်ဘိုဘိုကတယောက်တည်းတက်ပြင်းခါရင်နဲ့ကြံခဲ့တယ်ခဏနေတော့နီနီထားသွားတဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာစာရွက်တရွက်နဲ့ကက်တစ်ခုကိုတွေ့လိုက်တယ်စာကိုဖွင့်ထည့်ကြည့်တော့ဘိုဘိုနင်းကုမ္ပဏီဒုက္ခရောက်နေလားငါကြားတယ်နင်းစီလာခင်မှာငါအကြကြီးစဉ်းစားခဲ့ရတယ်နင်းရဲ့အခုမိမကအိတ်တကြီးတယ်သူနင်းအနားမှာရှိနေမှာမဟုတ်ဘူးဆိုတာငါသိတယ်ဒါကြောင့်ငါညီငါဟိုင်တဲ့နင်းကိုကူညီဖို့ဆုံးဖြတ်လိုက်တာဒီကက်ထဲမှာ3,000ကျော်ပါတယ်ဒါကငါတို့ကွာရှင်းတုန်းကနင်းကိုငါပေးခဲ့တဲ့ပတ်စံတွေပဲလိပ်ဝက်နံပါတ်တာငါတို့ကလေးရဲ့မွေးနေပဲလေနင်းဒီအခက်အခဲကိုအမြန်ဆုံးကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပါတယ်အဲ့ဒီတုန်းကငါမမခဲ့တာလည်းဖြစ်နေပါတယ်ကလေးကနင့်ကိုတတိယနေတယ်အချင်းရရင်လာတွေ့ပေးပါအောင်လို့ရေးထားတယ်ရှင်တို့ရဲ့တန်ဖိုးရှိတဲ့အမြင်လေးတွေကိုဝိညာပေးခဲ့ကြပါအောင်